အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထမင်းစားပြမှာဖြစ်ပါတယ်ရိုးရိုးမဟုတ်ပါဘူးပကံနဲ့စားပြမှာပါပုံမှန်ဆိုဒီဟာကတောင်ကြီးကအမရဲ့အမွေလေးပေါ့နော်ဒီခွက်လေးနဲ့ပဲစားနေပကံနေပါတိတ်မဖြစ်ဖြစ်တော့ဒါကြတော့ဆိုင်ရဘာလဲ driver ဘာဘာကို customer ပေးလိုက်တာအဲ့မှာဘာဘာကိုပြန်ပြီးတော့ဆွန်ကျဲလိုက်တာအဲ့ဒီတော့ဒါဗီဒီယိုလေးမှာမို့ထမင်းဒီတော့ပဲထည့်ထားလို့ပြီးပြန်ရပြန်ထည့်ပါဒီကတော့ပန်းစင်ကဆေးချလာတယ်နည်းနည်းအောင်ဝဲရများပြီးတော့နည်းနည်းအောင်နာအောင်တောက်ပြုတ်ပြီးတော့ဒီကပစုံချက်တာပစုံကကောင်းမကျန်တော့လေကိုယ်တွေကစားပြီးတော့မနေရဘူးကောင်းနေပဲအများကြီးပဲကျန်နေကြအခါဒါကြတော့သူပေးဒါကိုပေးရလို့ယူစားတာပဲပေါင်းဆိုကိုရဲ့ထမင်းအိုးထဲမှာဒါလေးထည့်ပေးထားတော့ကိုပေးရလို့ယူစားပါတယ်ကျေးဇူးတင်ပါတယ်ကဲဒီနေ့ကတော့တူတူပကံများနဲ့ထမင်းစား